Hello ဒီနေ့မှာတော့ခဏကပြုံးလင်သွားစရာလေးရှိလို့အနှွေးတဲ့လေးလိုရနဲ့လက်ဖျက်ဆဲဆိုင်ခွဲလေးကိုရောက်ခဲ့ရပေါ့နော်ဆိုင်တစ်လေးကိုတော့66လမ်း109လမ်းတောင်မန်းလေးမြို့မှာထပ်ဖွင့်လာရပေါ့နော်ဆိုင်လေးကလည်းကျယ်ပြီးတော့ဈေးဝယ်လို့လည်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်နောက်ပြီးဆိုင်မှာတင်ထားတဲ့မျိုးရံ item လေးတွေကလည်းအများကြီးရှိရဆိုတော့ခုနလိုစိတ်ကြရွေးလို့ရပြီနော်ပထမဆုံးအနေနဲ့ဒီ jacket လေးပေါ့နော်ဒါလေးကလေတော်တော်လေးကိုလှတာတိလားသူ့ပုံစံကဒီနှမျိုးဝတ်လို့ရတယ်ပေါ့နော်နောက်ပြီးတော့လေခုနဒီလိုပုံစံလေးကိုရှာနေတော်တော်လေးကိုကြာပြီးရယ် jeans နဲ့ style လုံးမယ်ဆိုပြီးဒါလေးကိုယူခဲ့လိုက်တယ်နောက်တစ်စုံကိုတော့ cute ဖြစ်ပြီးတော့ cozy ဖြစ်တာလေးဖြစ်ချင်လို့ဒီဆွဲတဲ့အဖြူရောင်လေးကိုမှ sweatpant အဖြူလေးနဲ့တွဲလိုက်တယ်ပေါ့နော်ဒါလေးကလေဝတ်လိုက်တာနဲ့တခါတည်းကိုလင်းသွားပြီးတော့ပုံမှန်မြင်နေကြပုံစံမျိုးလည်းမဟုတ်တော်တော်လေးကိုချစ်စရာကောင်းတယ်ကဲနောက်တစ်ထည့်ကတော့ကိုရီးယားသွားမှဝတ်မယ်ပေါ့နော်ဒါလေးကလည်းဒီ fur jacket လိုမျိုးလေးပေါ့နော်သူလည်းတော်တော်လေးကိုလှတာတိလားဒီ jacket လေးတစ်ထည့်ရှိအောင်နဲ့ outfit အမျိုးမျိုးရရပေါ့နော် style လေးလည်းတော်တော်လေးကိုလုပ်လို့ကောင်းပြီး Pinterest မှာအမြဲတမ်းမြင်နေကြပုံစံလေးနော်နောက်ဆုံးတစ်ထည့်ကိုတော့ casual ဖြစ်ပြီး effortless လေးဖြစ်ချင်လို့ဒီ t-shirt လေးနဲ့ sweater လေးနှစ်ထပ်ပုံစံလေးဝတ်ထားရပေါ့နော်ဒါလေးကလေ skirt နဲ့ပဲဝတ် baggy jeans နဲ့ပဲဝတ်ဘာနဲ့ဝတ်ကိုလိုက်တဲ့ပုံစံလေးရဲ့ချစ်စရာကောင်းပြီး casual ဖြစ်တဲ့ look လေးရချင်လို့ဒါလေးယူခဲ့လိုက်တယ် item လက်လေးတွေအများကြီးတင်တာမို့လို့အခုပဲတောင်းဝယ်လိုက်ကြအောင်နော်ဒီနေ့တော့ဒီလောက်ပါပဲရှင် bye bye